တော်ကောင်းနေဆိုတာဘေးကဘလို့ပဲဖြစ်နေတယ်ကိုယ့်ရဲ့ကောင်းမြတ်မှန်ကန်မှုကိုအပြည့်စည်းမခံဘူးနှိမ့်သူတွေထဲမှာမြင့်တာဇလန်းလေးတစ်ပုဒ်ပြောပြမယ်ဗျာဦးဇင်းတို့မြတ်စွာဘုရားအလောင်းတော်တခုသောဘဝတုန်းကလဲကုံတဲ့မှုကြီးဖြစ်တယ်ဘာကြောင့်ဒီဇတ်တော်ကိုဟောရတယ်ဆိုတာကိုတော့ဦးဇင်းတို့အခြေမပြောပါဘူးနောက်ထပ်ပြောစရာစကားနှခွန်းကြံသေးတယ်လေအဲ့ဒီလိုလဲကုံတဲ့မှုဖြစ်တော့တူတူပြောကြပါစို့ဗျာသဲကန္တာရတဲမှာလှဲ900မျက်စိလေသွားတာပေါက်เสียရေမရှိဘဲနဲ့ရေငတ်ပြီးတော့အပေါ်ကနေဘူးအောက်ကသဲဘူးတွေထဲမှာဒုက္ခရောက်ပြီးတော့သေရမယ့်ကိန်းဆိုင်တာအဲ့ဒါနဲ့ဘေးဘီကိုရှောက်ကြည့်တော့အင်မတန်စိမ့်ဆူနေတဲ့သဲကန္တာရတဲမှာအင်မတန်ထူးဆန်းတဲ့မဖြစ်စဘူးထူးကဲလာတဲ့စိမ့်ဆူနေတဲ့ညောင်မင်းကြီးတစ်ပင်ကိုတွေ့တာကန္တာရကြီးထဲမှာညောင်မင်းပေါက်နေတယ်ဆိုတာတကယ်မဖြစ်နိုင်တဲ့ကိစ္စကြီးတစ်ခုသို့တော်ဖြစ်နေတယ်အဲ့ဒါနဲ့အဲ့ဒီညောင်မင်းကြီးအောက်ကိုသူတို့သွားပြီးတော့ခိုးတာသေတာအေးအေးဆေးဆေးသေပါရစေဆိုတဲ့အနေအထားမျိုးပေါ့ကံကောင်းတာကအဲ့ဒီညောင်မင်းမှာငကားဆောက်နေအဲ့ဒီငကားကတနာကရုဏာကြီးတယ်ဟာဒီလူတွေဒုက္ခရောက်လာတယ်အဲ့ဒီလိုနဲ့အဲ့ဒီညောင်မင်းကြီးရဲ့အောက်မှာလှဲတွေထိုးနွားတွေဖြုတ်ပြီးတော့တပင်ကြီးကိုမော့ကြည့်တပင်ကြီးကအကိုင်းလေးကိုင်းနဲ့တိတ်လှတာပဲစိမ့်ဆိုးနေရောကိုင်းနေကြည့်လိုက်တော့ရေဒီမြန်းထွက်ကြလာမလားအောက်မေ့ရတယ်ရေကလည်းသိမ့်ငတ်နေတာဆိုတော့တန်းတတာအဲ့ဒါနဲ့ကုန်းတဲ့အချင်းချင်းဟေးညောင်မင်းကြီးကစိုးရွှဲနေတာပဲအရှိဘက်သွားနေတဲ့အကိုင်းကိုဖျက်ကြည့်ရအောင်ဘာမှန်းဖြစ်မလဲမသိဘူးကြံမိကြံရရှောက်ကြံတာအဲ့ဒါနဲ့အရှိဘက်သွားတဲ့ညောင်ကိုင်းကိုဖျက်ကြည့်တယ်တဲ့ဖျက်ကြည့်တော့ငကားမင်းကတနာလို့ဒီလူတွေငါရှိမှမသေးပါစေနဲ့ဆိုတဲ့စေတနာနဲ့ရေထွက်ကြလာအောင်ဖန်ဆင်းပေးတာအဲ့ဒီမှာအံ့ဩတယ်ညောင်မင်းကရေထွက်တယ်ဟိဘာကြောင့်ထွက်တယ်လဲဆိုတဲ့အကြောင်းတရားကိုသူတို့မသိဘူးအံ့ဩဖို့ပဲသိတယ်ဒါလူတို့ရဲ့တဘာဝပါပဲနော်အဲ့ဒါနဲ့ရေတွေကိုတောက်ကြချိုးကြမသေးတော့ဘူးဟန်ရလိုက်တာပျော်လိုက်တာအဲ့ဒါနဲ့ထူးဆန်းတယ်ညောင်မင်းကြီးကမြောက်ဘက်အကိုင်းကိုတောင်ဘက်အကိုင်းကိုဆက်ဖြတ်ကြည့်ရင်ဘာထွက်မလဲမသိဘူးရေတောင်ထွက်တယ်ဆိုမှတော့တေထူးတာပဲအဲ့ဒါနဲ့တောင်ဘက်ကအကိုင်းကိုဆက်ပြီးတော့ဖြတ်ကြည့်ဘာတွေထွက်ကြလာတော့ဆိုတော့စားရရာတွေထွက်လာတယ်အစာအာဟာရတွေထမင်းတွေခဲဘွယ်ဘောဇင်တွေစားတောက်ပြီးတော့ပျော်လိုက်တာကျေးဇူးရှင်ကြီးညောင်မင်းကြီးကိုကျေးဇူးတင်အဲ့ဒါနဲ့အနောက်ဘက်ကအကိုင်းကိုဆက်ဖြတ်ကြည့်ရင်ဘာထွက်မှမသိဘူးဖြတ်ကြည့်ဘာတွေထွက်လာတော့ဆိုတော့အဝိဒ္ဒဇာအပြည့်စုံဆင်ရင်ထားတဲ့သရိုးသမီးလေးတွေထွက်လာဟာဟုတ်လိုက်တာညောင်မင်းကြီးကအဲ့ဒါတွေနဲ့သူတို့ပျော်ရွှင်ကြည်နူးပြီးတော့ဟေးမြောက်ဘက်ကအကိုင်းကြံသေးတယ်ဖြတ်ကြည့်ကြအောင်စို့လူတို့ရဲ့လောဘဆိုတာလည်းမရက်ဘူးနော်အဲ့ဒါနဲ့ဖြတ်တော့မြောက်ဘက်အကိုင်းကနေရွှေငွေကြောက်တံပရမများတွေထွက်ကြလာအောင်ဖန်ဆင်းပေးတယ်အဲ့ဒါနဲ့လှဲတွေပေါ်ဥရောဖာရတင်းဟာတိတ်ဟုတ်တာပဲကုံကူးเสียမလို့တော့အဲ့ဒီလိုနဲ့အကုန်လုံးယုံစုပြီးတော့ပျော်တပြုံးပြုံးပေါ့လေအဲ့ဒီအချိန်မှာသူတို့စိတ်ကူးထဲမှာဘာတွေကူးလာတော့ဆိုအရှိဘက်ကရေထွက်တယ်တောင်ဘက်ကအစာထွက်တယ်အနောက်ဘက်ကသရိုးသမီးထွက်တယ်မြောက်ဘက်ကယရနာထွက်တယ်အမြင့်ကိုတူးကြည့်ရင်ဘာတွေရအောင်မလဲမသိဘူးတဲ့လောဘကကြီးလိုက်တာဗျာအဲ့ဒါနဲ့ကျေးဇူးရှင်ကြီးကျေးဇူးရှင်ညောင်မင်းကြီးတို့အမြင့်တူးကြရအမြင့်တူးကြည့်ရအောင်ကျေးဇူးရှင်ကိုကျေးဇူးဆက်တာအမြင့်ဖြတ်မလို့ဟင်ဒကာကြီးတို့မကြီးမြတ်အဲ့ဒီမှာဘုရားလောင်းကမနေနိုင်တော့ဘူးလက်အုပ်ချီပြီးတော့အိုးအရှင်တို့ဒီညောင်မင်းကြီးကသင်တို့ကိုဘာများမကောင်းတာလို့ပြစ်မှားလို့လေတကယ်ဆိုရင်ရေကိုပေးတယ်အစာကိုပေးတယ်သတို့သမီးကိုပေးတယ်ယတနာကိုပေးတယ်ကျေးဇူးရှင်ဆိုရင်အရေးနေရတော့အခက်မချိုးရဘူးလို့ဒီလိုရှိမလို့သင့်ပါဘူးမလို့ပါနဲ့ညောင်မင်းကြီးရှင်သန်ပါစီအဲ့တော့ဟိုဘက်ကလူတွေကအများစုဖះသားမတရားသမားနဲ့တွေ့နေပြန်ပြီဒီလိုပြောချင်ပြောမှာပေါ့ဟုတ်လားအဲ့ဒါနဲ့အမြင့်ဖြတ်မယ်ဆိုတဲ့အုပ်စုကများနေတာဟုတ်တယ်အရေးနေပြီးတော့အခက်မချိုးသင့်ဘူးဒါပေမဲ့လို့အကျိုးရှိမယ်ဆိုလို့ရှိရင်ပင်စီကိုဖြတ်တန်ရင်ဖြတ်ရမှာပဲသူတို့ကလည်းအဲ့ဒါလိုပြန်ပြောတာအဲ့ဒါနဲ့အမြင့်ကိုမဖြတ်ချင်တဲ့လူကဘုရားလောင်းတစ်ယောက်တည်းရှိဒီညောင်မင်းကြီးကိုအမြင့်ဖြတ်မယ်ဆိုတဲ့လူကဒီတစ်ယောက်ကလွဲလို့ကျန်တဲ့လူတွေပဲမကောင်းတဲ့ဘက်ကအင်အားကဘယ်လောက်များနေတော့လောကကြီးကဒီတိုင်းပဲနော်ဒကာကြီးမိုက်မြအဲ့ဒါနဲ့ဘုရားလောင်းကတားမရတော့ဒီတိုင်းပဲလက်လျှော့ရတယ်အဲ့ဒီမှာပစိန်နေရဲတဲ့နေပြင်းပြီးတော့ကျေးဇူးရှင်ညောင်မင်းကြီးကိုအမြင့်ဖြတ်ပွဲကြီးပျော်ပျော်ပါပါဆင်နွှဲကြတာအဲ့ဒီမှာနဂါမင်းကအင်မတန်အောက်တန်းကျတဲ့လူတွေပဲစိတ်ဓာတ်တွေကအင်မတန်အောက်တန်းကျတာကို
လူကျင်တာရကျင်တာတစ်ခုကလွဲလို့ဘာမှနားမလဲတဲ့လူတွေပဲအဲ့ဒါနဲ့သူ့ရဲ့ငကားစစ်တီတွေကိုလေးများပြင်ခိုင်းပြီးတော့ဟိုတယောက်ကလွဲလို့ကြံတာတွေကိုအကုန်တတ်လို့အမိန်ပေးတာအဲ့ဒီမှာအကုန်သေးတာပဲအဲ့ဒီမှာယတနာတွေကိုဘုရားလောင်းရဲ့လှဲပေါ်တင်ပေးပြီးတော့အိမ်နယ်ရာရောက်ပို့တာပဲဒီနေရာမှာဦးဇင်းတို့ပြောချင်တာကဘာလဲဆိုတော့ဘုရားလောင်းရဲ့စိတ်ဓာတ်အများနဲ့တယောက်ဖြစ်နေတော်လဲပဲနှိမ့်နေတဲ့လူတွေရဲ့ကြားထဲမှာနှိမ့်ကြမသွားအောင်မိမိကိုယ်ကိုထိန်းနိုင်တယ်